ရှာတီဦးတို့ကလည်းပူစားပြုတ်လာပြီဆိုတော့ရာသီစာစတော်ဘယ်ရီဖြော်ရည်ချူချူမွေးမွေးလေးကိုအိမ်မှာပဲဖြော်တော့ပါတယ်စတော်ဘယ်ရီအစိတ်သားကို3000နဲ့ပုံမှန်ပြထားတဲ့ဟာ9000မိုးဝယ်လာပါတယ်ရှင်ဟိုကတော့အလုံးတန့်နာရဲတာနာစာမပါတာလေးတွေကိုရွေးပြီးတော့ခါကျတော့ယူခဲ့လိုက်ပါတယ်ရှင်ဘယ်ရီကိုရေနဲ့3တက်လောက်တိကျရေးဆေးပြီးတော့ခါကျတော့တန့်စင်လိုက်တယ်လာတဲ့စတော်ဘယ်ရီလေးတွေကလေသူကချူမွေးသီးလို့ခေါ်တာတင်တယ်ဒီဟာလေးတွေကဖြော်တော့ဖို့အကောင်းဆုံးအသီးပေါ့နော်ကိုအနေနဲ့ကတော့ထိုင်ဝမ်သီးတို့ဂျပန်သီးတို့လည်းရှိတယ်ထိုင်ဝမ်သီးကျတော့ကိုကအသားမာလို့မမာကြီးမို့လို့သိမကြိုက်ဘူးရှင်ဂျပန်သီးကတော့လေသူကဈေးလဲကောင်းတယ်အရသာလဲကောင်းတယ်ဒါပေမဲ့သူကတော့အလုံးလိုက်ကြိုက်စားတာပို့ပြီးတော့ခါကျတော့စားလို့ကောင်းပါတယ်ဒီလေးကိုတစ်လုံးချင်းစုံနဲ့တေချာဖိချေပြီးတော့နှုတ်စီ3တုပ်ချင်းထည့်လိုက်ပါတယ်အဲဒီနောက်မှာတော့တကြားလေး2စွန်းထည့်ပြီးတော့ခါကျတော့ဝေလိုက်ပါတယ်ဝေပြီးသွားရင်တော့အရသာလေးမြည်ကြည့်လိုက်တာအချိုရသာလေးနည်းနည်းပေါ်နေလို့နှုတ်စီ2ထုပ်ထပ်ပြီးထည့်လိုက်ပါတယ်နောက်ဆုံးမှာတော့ strawberry 9000ဘူး နိုးစီ1500ဘူးနဲ့လူ3ယောက်ဤစိတ်နေအောင်စားလိုက်ရတဲ့ strawberry ချွတ်ချွတ်မှုမွေးဖြော်ရည်လေးရပါပြီရှင်